ဒီပတ်နှုတ်ကပတ်တော်တတ်တာခံယူဖို့ဓမ္မရာဆိုရင်ဒုဋ္ဌဆောင်400ပေါ့နော်ဓမ္မရာဆိုရင်ဒုဋ္ဌဆောင်ခန်းကြီး6ငွေ8ကနေ19ဒီပေါ့နော် Prophet Elisha ပေါ့နော် Elia ရဲ့နေရာဆက်ခံတယ် Elisha အဲ့ဒီချိန်မှာဣသရေလလူမျိုးတွေနဲ့ရှုရီပေါ့ဆီးရီးယားပေါ့နော်ဒီနေ့ဆီးရီးယားပေါ့ရှုရီတွေနဲ့စစ်ဖြစ်နေတဲ့အချိန်ရှုရီဘင်းကနေပြီးတော့ဘာသတိထားမိလဲဆိုတော့ဣသရေလထဲမှာနော်သူတို့ရှုရီတွေရဲ့စစ်ရေးလှုပ်ရှားမှုဣသရေလတိတိနေတယ်သူတို့တပ်အပြောင်းအရွှေ့ခြုံကိုတိုက်ဖို့စောင့်နေဆိုဘက်ကတိသွားရှောင်သွားတယ်ဆိုတော့ရှုရီဘင်းကဘယ်လိုဖြစ်တယ်တဲ့ငါတို့သူတို့လူတွေငါတို့ထဲမှာရှိနေလားတဲ့နော် spy ပေါ့တရှိုးများရှိနေလားပေါ့အဲ့ဒါကိစ္စဟောထုတ်ဖို့သူကပြောတော့သူရဲ့နာမရှိတဲ့သူအကြံပေးတွေကအဲ့လိုမဟုတ်ဘူးတဲ့အဲ့ဒီ Israelis မှာ prophet တပါးရှိတယ် Elisha ဆိုတာသူကအကုန်သိနေတာတဲ့သူကဒီရှင်မြေပြောတဲ့ဟာတွေတိုင်ပင်တဲ့ဟာတွေအတွင်းအထီကိုသူကနော်သိတယ်စုကျေးဇူးပေါ့ဖျားပေးတဲ့ညာငါသူ့စမှာရှိတော့ဘာမှလုပ်လို့မရဘူးအဲ့လိုဖြစ်နေတာတဲ့ဆိုသူဖမ်းတယ်စောင့်ကြည့်စမ်းနဲ့သူဝင်ထွက်သွားလာတဲ့လမ်းကြောင်းကိုကြည့်ပြီးတော့သူ့ကိုရအောင်ဖမ်းစမ်းတယ်အဲ့ဒီချိန်မှာသူတို့ကအေလိရှဲရဲ့လှုပ်ရှားမှုလိုက်ကြည့်တာပေါ့နော်ကြည့်တော့ဒီနေ့မှာတရင်ရတော့သူတို့လိုက်တော့ဒီဒေါသန်ဆိုတဲ့မြို့ထဲကိုအေလိရှဲနဲ့သူတပည့်ပေါ့နော်ဝင်သွားတာသူတွေ့လိုက်တော့ရှင်မြေအောင်ကြောင်းကြတော့ချက်ချင်းအဲ့ဒါမှာမြင်းစည်းတရေယထာစည်းတရေဘူချီဆိုတော့တော်များများပဲမြင်းယထာတွေရောမြင်းတီတော်တွေရောခြေလင်းတက်ကောအင်အားအများကြီးနဲ့သူကအဲ့မြို့ဝိုင်းထားလိုက်နော်ညဥပဲကနေဝိုင်းထားလိုက်ဆိုတော့ဒါသူပြန်ထွက်လို့မရတော့မနေ့အစိုးကြီးတဲ့နော်အငယ်15မှာနဲ့စောစောဘုရားသခင်လူဤကြုံသည်တဲ့နော်ဘုရားသခင်လူကြုံဆိုအေလိရှဲကြုံဒီမှာတော့နာမည်မပြောဘူးပေါ့နော်အမေသိရတဲ့လောက်ကတော့အေလိရှဲရဲ့ကြုံကတော့ဂေဟာဇိပေါ့နော်ဂေဟာဇိသူ့နာမည်အဲ့လိုတော့သိရတယ်ဒီမှာတော့ဘုရားသခင်ရဲ့လူအေလိရှဲရဲ့ကြုံသူကမနေ့စောစောထနော်မနေ့စောစောထတော့ဟိုအပြင်သို့ထွက်ကြည့်လိုက်တဲ့အခါသူကဒီမြို့ကိုဘူချီတွေဝိုင်းထားတာကိုသူကတွေ့သွားဟာအဲ့နဲ့သူသခင်သူပြန်လာပြောတယ်ယတနာတော့ကြည့်ကြတက်ပြီဝိုင်းထားပြီတော့ထွက်လို့မရဘူးအင်းအားနဲတာမဟုတ်ဘူးဘယ်လိုလုပ်ကြမလဲပေါ့နော်ဘောဒါကတော့ဝိုင်းဝပိတ်ဆို့ခံထွက်ပေါက်မရှိအဖြေမရှိတော့ကောင်းတဲ့ရလကတော့မဖြစ်လာနိုင်တော့သူတို့လည်းဒါကိုရိပ်မိတယ်နဲ့တူတယ်တစ်ဖက်ကရှုရီလူတွေကသူတို့ကိုဖမ်းခြင်းတယ်ဖမ်းတော့တပ်ပြမှာပဲလေဒါကတော့အဲ့တော့သူတပည့်ရတော့စဉ်းစားမိတဲ့လောက်ကတော့ငါတို့တော့ပြီးပြီဒီမှာတော့ကိစ္စတော့ပြတ်ပြီပေါ့ဒါကြီးကိုဘယ်လိုတွန်းလှန်မလဲနော်ဘယ်လိုမှလုပ်လို့မရအောင်ဆိုကြောက်သွားတယ်ဆိုရင်လည်းနော်အဲ့လိုဖြစ်တဲ့အခါမှာအေလိရှဲကငွေ16မှာဆိုရင်လည်းမကြောက်ငါတို့ပဲနိုင်နေသောသူသည်ရန်သူပဲနိုင်နေသောသူထက်သာ၍များတယ်ဓမ္မသစ်ကျမ်းမှာကြည့်တော့ဒါတိယောအခန်းကြီး4ငွေ4မှာတစ်ထဲမှာရှိတဲ့သူကလောကထဲမှာရှိတဲ့သူတက်သာ၍ကြီးတယ်ဆိုတာဒီလိုကြမ်းညွှန်းလေးတော့တွဲလို့ရတယ်ဒီကိစ္စနော်အဲ့တော့အကြောင်းနဲ့ငါတို့ဘက်ကရှိတဲ့လူကရန်သူတွေအခုမိမိရတဲ့ဘူချီထက်ပိုများတယ်ပိုများအဲ့တော့
အိုထာဝရဘုရားဤသူသည်မြင်နိုင်မည်အကြောင်းသူ၏မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းသည့်အတိုင်းသူတပည့်ကသူဆရာပြောတယ်အခုမြင်ရတဲ့ရန်သူထက်ငါတို့ဘက်ကဘူချီကအင်အားပိုကြီးမားပါတယ်ပိုများပါတယ်ဆိုသူကြည့်တော့မြင်ရလားသူမြင်တာရန်သူပဲမြင်ရန်သူအင်အားကြီးတာပဲသူမြင်တယ်သူတို့ဘက်ကဘုရားသခင်ဘက်ကဘူချီကိုသူကမမြင်ရဒီမျက်စိနဲ့မမြင်ရအဲ့တော့ကြောက်တော့စိုးရင်တော့အဲ့ကမှအေလိရှေကဘယ်လိုလုပ်ရလဲဘုရားသခင်သူ့မျက်စိကိုဖွင့်ပါသူတောင်မြင်ဖို့ဆိုတဲ့အရာနော်အဲ့ကြမှာဘုရားသခင်ကသူ့မျက်စိကိုဖွင့်ပေးလိုက်တော့ဆုတောင်းသည့်အတိုင်းနဲ့ထာဝရဘုရားသည်ထိုလူမျက်စိကိုဖွင့်တော်မူသည်ဖြင့်အေလိရှေပတ်လည်နဲ့တထောင်လုံးသည်မီးမြင်းမီးရထားနှင့်ပြည့်သည်ကိုမြင်လေ၏အဲ့ကြမှာမရှိဘူးလားပရမပိုင်းမြင်ရလားဘာကြောင့်လဲအဲ့ဒါဖြေပဲဒီနေ့ပြဿနာရဲ့ဖြေရတာပဲပြဿနာဝိုင်းကျွန်တော်ပြောတယ်အယူမီဝိုင်းဒီတစ်ခေါက်မှငါတို့မသိတော့ဘယ်တော့မှမသိတော့ဒီတစ်ခေါက်တော့ပြဿနာတော့အကြီးကျယ်အထွတ်အထိပ်ဘယ်လုံးမှဖြေရှင်းလို့မရဆိုတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ဆိုက်ရောက်တတ်ပါတယ်ကျမကြီးပြဿနာစီးပွားရေးပြဿနာလူမှုရေးပြဿနာအိမ်တော်ရေးပြဿနာပညာရေးပြဿနာအဆုံးရောက်သွားပြီပြန်ကောင်းဖို့တော့မမြင်တော့နားမလည်နိုင်တော့ဆိုတော့ဝိုင်းခံကြည့်လိုက်တော့လည်းဘာပဲမြင်ရလဲပြဿနာပဲမြင်တယ်အနေရပဲမြင်တယ်ရန်သူပဲမြင်တယ်ကြည့်လေလေခွဲချမ်းစိတ်ဖြာလေလေပြဿနာရဲ့ဘလောက်ကြီးမားလဲအနေရဲ့ဘလောက်ဒုက္ခပေးနိုင်တယ်လဲဒါကိုပဲပူပူပြီးတော့ချက်လို့ဖြစ်နေတယ်လူကလည်းဒါကိုပဲပြောတတ်တယ်အခုဖြစ်တဲ့ယောဂဘလောက်ထိဖြစ်သွားမယ်သလားအခုပြဿနာဘလောက်ထိဖြစ်သွားမယ်သလားဒါကပွားလာဒါကများလာဒါကိုပုံကြီးသွားချက်မိရဲ့သားဖြစ်ပေးပြီးသားအဲ့ဒီခါမှာကျွန်တော်တို့ဆွတ်တောင်းတယ်ခေပြဿနာကြားတယ်မှာကျွန်တော်ဆွတ်တောင်းတယ်ဘယ်လိုတောင်းလဲအကြည့်ရတယ်ပြဿနာတစ်ခါမှမဖြစ်ဘူးနဲ့တူတယ်တစ်ခါမှဆွတ်တောင်းဖို့ရတာအဲ့လိုဖြစ်တဲ့အခါမျိုးမှာကျွန်တော်တို့ဆွတ်မတောင်းဘူးလားဆွတ်ကတော့ဘာတောင်းတယ်လဲမမေးနဲ့တောင်းပါတယ်ကျွန်တော်တို့တောင်းပါတယ်ဆွတ်မတောင်းတဲ့သူတော့မဟုတ်ပါဒါပေမဲ့ခါမှာကျွန်တော်တို့တောင်းဖို့တောင်းနည်းလေးဘယ်လိုတောင်းလဲဆိုဘုရားသခင်ဒီပြဿနာကိုအမြန်ဆုံးဖယ်ရှားပေးပါအများဆုံးရုပ်သိမ်းပြီပါဒီရိုက်ဝိုင်းနေတဲ့ရန်သူကိုမောင်းထုတ်ပြဖယ်ရှားပေးပါဒီအကျွေးကိုချက်ချင်းဆက်ပေးပါဒီယောဂကိုအခုချက်ချင်းပျောက်စေပါဟုတ်တယ်နော်ဒီလိုမျိုးကျွန်တော်တို့ကခေပြဿနာကိုဖယ်ရှားဖို့ချက်ချင်းပျောက်သွားဖို့ကျွန်တော်ဆူတောင်းနေကြဟုတ်တယ်မဟုတ်လားဒါပေမဲ့အဲ့ဒါအဖြေမဟုတ်အဲ့ဒါစစ်မှန်သောအဖြစ်ပါကျွန်တော်ဘဝအသက်တာအတွေ့အကြုံကျွန်တော်နားလည်ထားတာကပြဿနာတစ်ခုပြီးနောက်တစ်ခုလာအောင်ပါအဲ့ဆိုကျန်တဲ့တစ်ခါဘာကြောင့်ပြောလဲအောင်မြင်ရင်စိတ်ချမှုဒီကော73ရလူတွေဖြစ်တတ်တာဖြစ်မယ်ဖြစ်မှာခေကလာချင်းနဲ့ပတ်ဝန်းကျင်အရာဖြစ်မှာပဲဒါကိုမဖြစ်အောင်ဖျားတဲ့တယောက်ချင်းစီလိုက်လုပ်ပေးမှာတော့မဟုတ်အဲ့တော့ရည်ကြည့်တာကဘုရားသခင်ကကျွန်တော်တို့ဒီအခက်အခဲပြဿနာကိုသူဖယ်ရှားပျောက်ကွယ်အောင်လုပ်ပေးမှာတော့မဟုတ်ဒါစစ်မှန်သောအဖြေမဟုတ်ဘူးလေတစ်ခုပြီးနောက်တစ်ခုလူဖြစ်နေသူပြီးတော့လာနေမှာပဲလေယေရှုမှာဒါတွေကိုရင်ဆိုင်တတ်ဖို့သင်ပေးခြင်းတယ်လေ့ကျင့်ပေးခြင်းတာအဲ့ဒီခါမှာ
မြင်တတ်အောင်မဲ့သူသင်ပေးဟုတ်လားတောက်ဘလို့မြင်လဲနောက်တစ်ခါလေးကျွန်တော်တော့မေးတယ်မလားခင်ဗျာဒီကိစ္စကိုဘလို့မြင်လဲခင်ဗျာဒီလူကိုဘလို့သဘောရအဲ့ဒါအရေးကြီးဆုံးအခုဖြစ်နေတဲ့အီဘိုလာယောဂဦး IS ပြဿနာဟလားကမ္ဘာစီးပွားရေးကျက်တဲ့မှုအဲ့ဒါအမျိုးဖြစ်နေတဲ့ဆန္ဒထုတ်ဖော်နဲ့မကျေနပ်မှုတွေနဲ့နော်ဖြစ်နေအရာတွေဒါကျွန်တော်ဘယ်လိုမြင်လဲဘယ်လိုသဘောရလဲအဲ့ဒါကအရေးကြီးဆုံးတကမ္ဘာလုံးတိုင်းတဲ့ပြဿနာတစ်သက်လုံးဖြေရှင်းလို့မပြီးခဲ့ပါဘူးကမ္ဘာကြီးရဲ့သက်တမ်းကိုလည်းကြည့်လိုက်ဟိုရှေးပွေတနေကနေပရမကာစီဒုတိယကမ္ဘာစစ်ကနေဒီနေ့ထိမြောက်ကိုရီးယားကိစ္စအီရန်နျူကလ িয়ার ကိစ္စမပြီးတဲ့ပြဿနာပိုများဆိုတော့ပဲကနေဥအထောင်ဥနေပဲကပြန်ထောင်တဲ့လူကြီးတွေလည်းတိုင်းပြည်ခေါင်းဆောင်တွေလည်းလှုပ်ကြတာပဲဒါပေမဲ့လူများပြဿနာများတစ်ခုပြီးတစ်ခုဆိုတဲ့အခါမှာကျွန်တော်ယုံကြည်သူတယောက်အနေနဲ့ဒီအရာတွေပေါ်မှာကျွန်တော်မြင်တတ်ဖို့ပဲအရေးကြီးတော့တယ်မမြင်တတ်ရင်ကျွန်တော်သွားပြီဒီလိုနားလဲရအဲ့တော့အေလိရှေတပည့်ဟာသူမြင်လိုက်တာတော့ရန်သူတွေဝိုင်းထားပြီသိပြီစဉ်းစားဘလို့စဉ်းစားလဲဘလို့မစဉ်းစားလို့အဖြေမရှိဘူးမထွက်ဘူးဒါနဲ့ဘုရားသခင်ကအဲ့ဒီရန်သူကိုဖယ်ပေးလားမဖယ်ပေးဘဲနဲ့ဘာလို့ပဲညင်စေတာလဲဖခင်ရဲ့ဘူချီကရန်သူထဲပိုများတယ်အဲ့ဒါပဲအဲ့ဒါမှတကယ်အဖြေဖြစ်သွားတာရန်သူကဆုတ်သွားရင်နောက်တစ်ခါပြန်လာမှာပဲလေဒီလိုပဲလာနေမှာပဲလေမလားအဲ့တော့အမြင်ကိုဖွင့်ပေးလိုက်ဒီလူရဲ့ physical eye ဒီရုပ်အမြင်ပေါ့ရုပ်ခန္ဓာရဲ့မျက်စိကကျွန်တော်မြင်တတ်တဲ့အရာနဲ့မြင်လိမ့်မြင်ထားရှိတဲ့အရာပဲမြင်တယ်ကျွန်တော်မမြင်ရတာတွေပိုများတာနေရာတစ်ခုကွယ်သွားရင်မမြင်ရတော့နေထိုင်နေကွာမျက်လုံးတွေကမှုန်လာတယ်အမြင်မှားကြည့်တာမှားတာရှိတယ်နော်ထင်အောင်ထင်မှားမြင်အောင်မြင်မှားတာတွေကလည်းရှိတယ်အခါမှာဒီလောကရဲ့ဇာတိအမြင်ကစိတ်မချရတဲ့အပိုင်းဖြစ်ဒီအမြင်နဲ့ပဲအသက်ရှင်လို့မရအဲ့ဒီခါမှာဝိညာဉ်အမြင်ဆိုတာနောက်တစ်ခုကလိုလာပြီချိုးတော့ဘယ်လိုပြောမလဲစတ္တမအမြင်လို့ပေါ့စတ္တမမျက်လုံးခေါ်မှာပေါ့ချိုးတော့တတိယမျက်လုံးခေါ်မှာပေါ့ဆိုတော့ဒီအရာကဒီနေ့လူတွေနားလိုက်တဲ့အတွင်းအမှာပုံအောင်နေတဲ့စွမ်းအင်တွေကိုထုတ်သုံးဆွဲအဲ့ဒီဟာမျိုးပြောတာမဟုတ်ဘူးဒါတွေကဘာသာတရားတွေနည်းနည်းကျင့်စဉ်တွေမှရှိတယ်အဲ့ဒီပုံနဲ့သွားမှာမဟုတ်ဒီခုနပြောတဲ့တတိယမျက်လုံးပြောစတ္တမအာယုံပြောဝိညာဉ်မျက်စိပြောဝိညာဉ်အမြင်ပြောအဲ့ဒီဟာတွေကဘာလဲဆိုတော့ဘုရားသခင်ကတခုခုလုံနေတယ်အဲ့ဒါကိုကိုကဒီမျက်စိဒီရုပ်မျက်စိနဲ့မမြင်ရအောင်ဒါပေမဲ့အဲ့ဒါကိုဘုရားဖွင့်ပြလိုက်တဲ့အခါမှာဘာဖြစ်သွားလဲမြင်သွားတယ်အိုးအဲ့လိုလားစိတ်အေးသွားဘုရားသခင်လုံနေတယ်ဘုရားသခင်ဖြည့်ရှင်းနေတယ်ဘုရားဘူချေတွေရှိဘုရားသခင်ကာကွယ်ထားတယ်ဘုရားသခင်ဆောက်ရှောက်ထားတယ်ဆိုတော့အဲ့ဒါယုံကြည်ခြင်းပဲဗါလဲယုံကြည်ခြင်းဆိုတာဒီပြစတဲ့တက်မှာဘာပြောလဲမမြင်သေးသောအရာကိုသိမှန်ဒီမမြင်ရတဲ့အရာကိုတော့သိနေဆွဲလန်းမျောလင်းသောအရာကိုဖြစ်လဲမျက်မှောက်ပြုပြုံးလိချက်တွေမပြတ်သွားဒီမျက်စိနဲ့မမြင်ရတာကိုဘုရားသခင်လုံနေတာကိုသိနေတယ်အဲ့ဒါတော့ဆမိုင်း Joyce မှာသူရဲ့ပြောနေတဲ့အရာကဘုရားသခင်ကျေးဇူးတင်တယ်ကိုယ်တော်လုံနေတာဘာမှတော့မမြင်ရဘူးတဲ့ဘာမှလည်းမကြားဘူးတဲ့ဘာမှလည်းမခံစားအောင်ဒါပေမဲ့ကိုယ်တော်လုံနေတာတော့သိပါတယ်စိတ်ချယုံပါတယ်ဒါပေမဲ့မြင်ရလားတော့ကျွန်တော်ဆွတောင်းတယ်ဘာထူးလဲဘာမထူးဘာမြင်ရလဲ
ဘာကြလဲမကြဘာခံစားလို့ရလဲဒီထက်မှငြိမ်သက်ခြင်းမရှိဘူးလှုပ်ရှားစိုးရင်ကြောက်ကြပူပန်မှုတွေရှိအဲ့တော့ညတော့ပါပဲနေကအတီးတယောက်ကဖုန်းဆက်ဆရာတယောက်ချက်တွေကြည်နေတာတဲ့နော်အဲ့ဒီအကြောင်းပြောရင်စတောင်းပေးပါဦးတဲ့ဆရာတယောက်ချက်နားထောင်နေတဲ့ဒါပေမဲ့ညီသက်ချင်းမရဘူးတရားတော့နားတယ်တယောက်ချက်တော့နားထောင်တယ်ဒါပေမဲ့ဘာဖြစ်လဲညီသက်ချင်းမရှိဘူးသူ့မှာဟာလားပူပန်မှုတွေဘယ်လောက်များနေလဲကျွန်တော်မသိဒီညီသက်ချင်းမရတဲ့အတွက်စိုးရင်ပူပန်မှုတွေမပြောက်သွားဘူးမလျော့သွားတဲ့အတွက်ဘုရားနှုတ်ကပတ်တော်မှားလားမှားပါဒေဇုံတော့မှားတာပြောနေတာကညီသက်ချင်းမခံစားဘူးဆိုတာဘုရားကဒီအတွက်တစ်ခုခုလုံနေပါတယ်ဆိုတော့ကျွန်တော်တို့မခံစားအောင်အဲ့ဒါပြောနေတာ feeling နဲ့မှမရှိဘူး feel လုပ်ကြည့်လို့မရဘာလို့ဆိုတော့ feeling ဆိုတာလေဇာတိပဲလေတွေးတာလှုပ်ဆော်မှုပဲမဟုတ်ဘူးလားဒီအာယုံ၅ပါးနဲ့ပဲသွားတာပဲဆိုတော့ဒါကိုလည်းစိတ်ချလို့မရစိုးရင်လည်းကြောက်တယ်ပူပန်တယ်ဒါတော့ရှိမှာပဲဒီအတွက်ကျွန်တော်အပြစ်ပြောလို့တော့မရအဲ့တော့ဘုရားသခင်ဘာလုပ်နေလဲငါလည်းမမြင်ရဘူးဒီနေ့ထိဘုရားသခင်ဘာလုပ်နေငါဘာမှလည်းမကြားလိုက်ရင်ပိုကြောက်စရာကောင်းနေတာပိုဆိုးတာပဲကြားဘာခံစားကြည့်တယ်ဘာမှခံစားလို့မရအောင်အဲ့ဒါနဲ့ပဲဘုရားဘာမှမလုပ်တော့ဘူးလားမလုပ်ဘူးလားအဲ့ဒါယုံကြည်ခြင်းပဲအဲ့ဒါကိုမြင်နိုင်တဲ့ဟာကိုဘာခေါ်လဲဘုရားကမျက်စိကိုဖွင့်လိုက်တဲ့ခါကြောင့်ဒီယုတ်ခန္ဓာမျက်စိနဲ့မမြင်ရတာကိုဝိညာဉ်မျက်စိနဲ့မြင်လာတယ်ယုတ်ခန္ဓာနားနဲ့ဇာတိနားနဲ့မကြားတာကိုယုံကြည်ခြင်းနဲ့ကြားရောက်လာတယ်ဒီထက်မှာဒါကိုစိတ်ချသွားတဲ့အခါမှာညီသက်ခြင်းဟာခံစားလာရတယ်ဆိုတွေ့ရတယ်ကိစ္စနော်အဲ့တော့ဒီနေ့ပြဿနာကဘာလဲဆိုတော့ဒါကိုမမြင်တတ်လို့ပြီးတော့ဒီမြို့ပတ်လည်မှာရန်သူတို့ဝိုင်းနေတယ်ဆိုပေမဲ့ဘုရားရဲ့ဘူချီကဒီထက်များတယ်ဆိုတာရှိနေလားမရှိနေဘူးလားဒါမဲ့အေလိရှေတပည့်ကအဲ့ဒါကိုမြင်ရလားမမြင်ဒါပေမဲ့မရှိဘူးလားရှိတယ်အဲ့တော့မမြင်ရတာနဲ့မရှိဘူးလို့မပြောပါဘူးမကြားရတာနဲ့ဘုရားဘာမှမလုပ်ဘူးလို့မပြောပါနဲ့ဒီထဲမှာညီသက်ချင်းမခံစားလို့ဘာမှမခံစားလို့ဘာမှကောင်းတာမဖြစ်လာတော့ဘူးလို့လည်းဘယ်တော့မှမဆုံးဖြတ်နဲ့ဘာနဲ့ပဲသွားမယ်ယုံကြည်ခြင်းနဲ့ပဲသွားအဲ့ဒါအရေးကြီးနော်အဲ့တော့ကပ္ပဦးကျမ်းခန်းကြီး28ဘာလို့28မှာယာကုပ်ဟာအေသောရဲ့သားဦးရာဟုသူပရိယေနဲ့ယူလိုက်တယ်ပေါ့နော်အဖေဣဇက်ကိုသူ့ကိုသူအေသောလို့ပြောပြီးတောကောင်ပြစ်လို့ရတာချက်ပြီးယူလာတဲ့ပုံစံမျိုးနဲ့လုပ်ပြီးကောင်းကြီးပေးတာသူခံယူလိုက်တယ်ပေါ့နော်ဒါပေမဲ့တစ်ဖက်ကဒီမတိုင်ခင်မိတဲ့ကသူတို့ညီကိုတယောက်ကပိန်းတစ်ခွက်နဲ့သားဦးရာကိုတရင်ဝင်လဲထားတာပါစာချုပ်တို့ပါတယ်မလုပ်ထားလိုက်လို့ပါအဲ့တော့တကယ်တော့လဲထားပြီးသားသားဦးရာအေးတော့လည်းငကိုတဲ့ပြောပါဒီသားဦးရာကဘာလို့အောင်မလဲတဲ့ပိန်းတစ်ခွက်သာကျွေးစားမှငါသေတော့မယ်ဆိုတော့ဒါသူဖောင်းထားတာဒါပေမဲ့အဲ့ကြမှာယာကုပ်ကငါသားဦးရာလူယူသွားတယ်လေဘာလေးနဲ့တတ်မယ်ဖြတ်မယ်ရိုက်မယ်နှက်မယ်နဲ့သူကမချေမချမ်းဖြစ်နေတာအဲ့ဒါနဲ့မိခင်ကြီးကတီးတော့ဣဇက်ရဲ့ခွင့်ပြုချက်နဲ့သားကိုဆီးရီးယားဘက်ကိုသူ့ရဲ့မောင်လာဗန်ရှိတဲ့ဘက်ကိုပြန်သွားပြီးအဲ့ဒီကအိမ်တော်ပြန်ပြုတ်ဖို့ပေါ့အမျိုးချင်းပြန်ထပ်ဖို့ဘာလို့ဆိုအေးတော့လည်းဒီအဲ့ဒီသားမိန်းကလေးတွေယူလို့သူမကြိုက်ဘူးပေါ့အဲ့တော့ဖခင်ကြီးဣဇက်ကလည်းသဘောတူတယ်ယာကုပ်သွားစီဆိုတော့အေးတော့ကနှောက်ယှက်လို့မရတနည်းပြောတော့ဒါကတော့ထွက်ပေါက်ပေးလိုက်တာပေါ့ယာကုပ်အဲ့တော့ယာကုပ်လည်းအချိန်မရအောင်
ကြည့်ရတာအဝတ်တဲ့ကိုတခုလက်ရှိတက်တက်နဲ့ထွက်ပြေးလာတာပေါ့နော်ထွက်ပြေးလာတဲ့သဘောပဲကြည့်အောင်ပေါ့သူအကိုရဲ့အန်တရေကနေထွက်ပြေးလာနော်အဲ့တော့ညကြတော့သူပါလဲဒီဘေးရှိဘယောပေါ့နော်ဘေးရှိဘယောမှာသူရောက်တော့ခါရမ်ပီကိုသူသွားတာပေါ့နော်အဲ့နေရာရောက်တော့မိုးချုပ်တော့ကြောက်ခဲလေးကောင်းပြီးအိတ်တယ်ကျွန်တော်သိတာအဲ့မှာသူပါမြင်တယ်လေကားတစ်စင်းကြလာပြီးတော့အဲ့ဒီကနေကောင်းကင်တခါကြီးပွင့်လေကားတစ်စင်းရကောင်းကင်တမန်နေတက်လက်ဆင်းလိုက်နေလို့ねလေကားထိတ်မှာထောင်းရဖျားကိုယ်တိုင်ပေါ်လာအိမ်မက်ထဲမှာဖျားကိုအဲ့လိုထင်းထင်းရှားရှားမြင်ရတာတရိုးအိမ်မက်မို့ဒါဖျားပေးမြင်တာယူပါယုံခေါ်တော့ဘာလို့အိမ်မက်ယူဆိုများတော့ကပောက်တီကပောက်ချဖြစ်တယ်များအစီတင်မကြောက်အခုကတော့တကယ်စနစ်တကျသွားတာဘုရားတကယ်ပြောတယ်ဘုရားနဲ့သူ့ကိုသူမိတ်ဆက်တယ်ဘာလို့သူနဲ့ဘုရားနဲ့မသိသေးမိတ်မဆက်ရတယ်အဘုရားကငါမင်းအဘိုးအာဗြဟံမင်းဖေဣဇက်ရဲ့ဘုရားပဲပြီးမင်းရဲ့ဘုရားအခုမင်းထွက်ပြေးလိုက်ဝတ်တကယ်ကိုတခုအန်တရေကြီးရှိတယ်ဒါမင်းကိုဘယ်သူမှလက်ဖြားနဲ့မတို့စီအောင်မင်းငါကာကွယ်ဆော့ရှော့မင်းရောက်သွားတဲ့နေရာမှာလည်းအန်တရေရှိပါမယ်မင်းကိုအနိုင်ကျင့်မယ်မတရားလုပ်ဖို့ကြိုးစားလိုက်မယ်ဒါမင်းကကာကွယ်ဆော့ရှော့မင်းလက်ချစ်တက်သွားမင်းပြန်လာတဲ့အခါကျွယ်ဝစွာပြန်လာမယ်မင်းရန်သူတွေရှိပါတယ်ရန်သူမရှိစရာလို့မပြောဘူးနော်ရန်သူရှိမယ်ဒါပေမဲ့အဲ့ရန်သူမင်းကိုဘာမှလုပ်လို့မရအောင်ငါကာကွယ်ထားမယ်မင်းကြွယ်ဝချမ်းသာတော့မင်းပြန်လာရမယ်တဲ့အဲ့ဒီဂတိကိုပြီးရန်သူမရှိစရာဘူးလို့မပြောကျွန်တော်တို့ကဘယ်လိုဆုတောင်းလဲအဲ့ဒါကရန်သူမိတ်ဆွေတရားနေသေးရန်သူတယောက်အများလုံးအားကြီးတယ်စသည်ဖြင့်ဒါလောကဒသနာတွေပြောတာတခင်ရှုတော့မှ33နှစ်ခွဲလေးသက်ရှင်တဲ့ရန်သူတွေအများကြီးပဲယေရှုကတော်တော်ညံ့တာပဲလူမှုရေးမပေါင်းတတ်ဘူးနော်ရန်သူတွေများတယ်အဲ့လိုပြောမလို့လားဟုတ်မကန်ဆိုရက်တည်ရင်ကိုယ်ကြက်တယ်လို့မကြက်တယ်လို့ကအမြဲတမ်းရှိမှာပဲကိုယ်မကြက်တယ်လို့တယောက်မှမရှိအောင်ရှော့ပေါင်းကိုငပိုးကြီးဖြစ်တော့အဲ့လိုတော့အဖြစ်ခံနိုင်ဘူးကိုယ်စတန်တော့ကိုဆွဲရမှာပဲလူတိုင်းနဲ့အဆင်ပြေအောင်ပေါ်ကြောင်ကြောင်တော့မလုပ်နိုင်ပါဘူးလုပ်စရာအကြောင်းလည်းမရှိသခင်ရှုလည်းအဲ့လိုမလုပ်ခဲ့ဘူးကောင်းကင်ကလာတယ်ဘုရားပြောတဲ့နှုတ်ကပတ်တော်ပြောတယ်သူ့မုန်းတယ်သူ့တပ်ပစ်ကြအောင်ဖြစ်တယ်မတတ်နိုင်ဘူးသူဒီလိုပဲသွားတာအဲ့တော့ရန်သူရှိမှဒါပေမဲ့အဲ့ရန်သူမင်းကိုလက်ဖျားနဲ့မတို့စရာအောင်မှတ်တာမင်းကိုမနိုင်စရာအဲ့နဲ့သူပြန်လာတယ်ကြော်ဆိုပြန်လာဇနီးလေးယောက်ပါလာတဲ့ကိစ္စတော့တစ်မျိုးပေါ့အဲ့ဒါတော့တိတ်ပြောတော့ခွန်အားမရချော်လေအမျိုးသားတွေကအဲ့ဒါကိုခွန်အားယူချင်လားမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါတော့ခွန်အားမြူပါနဲ့ဟလားတခါအဲ့လိုပြည်ပမှာအလုပ်သွားလုပ်မဲ့လူတယောက်တော့ဖြတ်ရှိခိုးတာပေါ့နော်ဆွတောင်းတော့အဲ့ဒီကျွန်တော်အဲ့ဒီအကြောင်းကိုပြောတော့အဲ့လိုယာကောပြန်လာကသူမိန်းမဖြတ်ရှိခိုးလဲပြီးတော့ဆရာတော့ကြောင့်မိန်းမ၄ယောက်နဲ့ပြန်လာနေအောင်မယ်တဲ့သူတယောက်ကြားတယ်ဆိုတော့အဲ့တော့ဘုရားသူ့မြင်စီတယ်အာမခံချက်ကျွေးဝမယ်ချမ်းသာမယ်အောင်မြင်ရမယ်ရန်သူရှိပေမဲ့သူ့မနိုင်စေရဘူးသူ့ဘာမှလုပ်လို့မရဘူးဆိုတော့ဘုရားအလုံးလုံးနေအဲ့ဒီချိန်မှာယာကုပ်ကလက်ချီတက်တက်ဘာမှမဟုတ်ဘာမှမရှိပေမဲ့သူမြင်လိုက်ပြီသူသိလိုက်ပြီဘုရားသခင်တောင်းလျှောက်အလုံးလုံးနေဒါလဲတောင်းလျှောက်အလုံးလုံးဘုရားသူတစ်ချက်ပြလိုက်တယ်ဒီပုံစံမျိုးယောသနော်ယာကုပ်သူတာနုညာယောသခလိုက်ကြလဲအဲ့လိုပဲတစ်စက္ကန့်မှာအိမ်မက်ပေးလိုက်တယ်အလုံးဝိုင်းရှိခိုးရမယ်အလုံးရှိခိုးခံရမယ်လူတယောက်ဖြစ်လာမင်းဆိုးရတာပေါ့ရှိခိုးလားမရှိခိုးလားမသိဘူးပြဿနာကြီးကျယ်တဲ့အကိုတွေမနာလို့ဖြစ်ရောင်စားပြီးကြုံဖြစ်သွားတယ်ကြုံပြီးတော့ခဏနေအဆင်ပြေမယ်ရှိသေးတယ်ခါဘာဖြစ်လဲမတရားဆွဆွဲခံပြီးထောင်ကျဒီနေ့စကားနဲ့ပြောတော့ဟာရှိခိုးခံရလားမခံလားမသိဘူးလောလောဆယ်တော့ရေးလေလေဒုက္ခရောက်တာဒါပေမဲ့
ယောသစိတ်ချဘုရားသခင်သူမမြင်ရမှာအလုံးလုံး God is working behind the scene အလုံးကောင်းတော့အမှုဘုရားပြုဒီမျက်စိနဲ့မမြင်အောင်ဒီသားနဲ့မကြားကြားနေရတော့စိတ်မချမ်းသာမြင်ရတော့မကောင်းတဲ့အရာတွေပဲတွေးကြည့်သလောက်လည်းဘယ်လို့မှတွေးလို့မရအဖြေကိုမထွက်ဘူးဒါပေမဲ့ယုံကြည်ခြင်းနဲ့ dimension နောက်တစ်ခုကိုကြည့်လိုက်တဲ့အချိန်မှာနောက်မမြင်ရတဲ့ဝိညာဉ်ရမှာဘုရားသခင်ကဒီအတွက်အကောင်းဆုံးတစ်ခုဖြစ်လာအောင်လုပ်နေတယ်အာမင်ဒါတယောက်ချင်းနဲ့ဆိုင်မယ်နော်နေ့စဉ်ဖြတ်သန်းမယ့်ကိစ္စပဲအဲ့ဒါကျွန်တော်မမိထိုင်းကျွန်းပြစ်မှာအဲ့ဒါမမိထိုင်းတော့ကျွန်တော်ရေးလေလေစိတ်ညစ်စရာကောင်းသွားမယ်ဘာလို့ဆိုတော့လောကကြီးပိုပြီးခက်ခဲလာတော့မယ်ပိုပြီးကြက်တက်လာမယ်ပိုပြီးယုံမှလာလိမ့်မယ်ပိုပြီးဆိုးသွမ်းလာမယ်ญาติဥရောလည်းပိုပြီးဖောက်ပြန်လာလူတွေလည်းပိုဆိုးလာဒါကျမ်းစာလည်းအဲ့လိုပဲပြောတာအဲ့တိုင်းပဲဖြစ်တာဆိုတော့ကျွန်တော်တို့နေ့ရက်ကာလတွေကပိုပြီးကြမ်းတမ်းလာဖို့ရှိတယ်ပိုဖြတ်တန်းလာအဲ့ဒီဘောလေးတို့ကျွန်တော်ပြင်ဆင်ထားဖို့အရေးကြီးတယ်ကိစ္စနော်အဲ့တော့ဘုရားသခင်ကယာကုပ်ကိုပေးမြင်ထားတယ်မင်းနာကဘာမှပူစရာမရှိဘူးငါအားလုံးတာဝန်ယူထားတယ်ဒါ logos rima ဆိုပြီးတော့ဒီနေ့ဘုရားပြောတဲ့စကားဖြစ်လာတဲ့အခါမှာယာကုပ်ပြောတဲ့စကားမှန်သမျှဘယ်သူကိုပြောတာဖြစ်လာလဲကိုယ်ကိုပြောတာဖြစ်လာယာကုပ်ပေးတဲ့ဂတိတာဘယ်သူပေးတဲ့ဂတိဖြစ်လာလဲကိုယ်ပေးတဲ့ဂတိဖြစ်လာဒါ rima လို့ခေါ်တယ်အသက်ရှင်တဲ့နှုတ်ကပတ်တော်ကျမ်းစာသားတက်တဲ့မဟုတ်တော့ဝိညာဉ်တော်လှုပ်ရှားတဲ့အခါမှာနှုတ်ကပတ်တော်အသက်ရှင်လာတဲ့အခါမှာကိုယ့်ကိုပြောတာဖြစ်လာတယ်နော်အဲ့ဒါကိုဝိညာဉ်မျက်စိပွင့်သွားတယ်လို့ခေါ်တယ်ဒါကြောင့်ကျမ်းစာဖတ်တဲ့အခေါက်ပေါင်း60ဖတ်တယ်ဒီနေ့ဘာမှမမြင်သူကျမ်းစာသားတွေပဲဒီကျမ်းစကားကိုပဲရပြီးအဲ့ကျမ်းမိုက်တွေနဲ့ရှောက်ညင်းခုန်ရန်ဖြစ်ပြီး like ဒီမြောက်ပညာစမ်းတယ်ဘယ်လိုသိအဲ့ကျမ်းမိုက်သိလားအဲ့ဒါပါလေအဲ့ဒါဘယ်လိုဆိုတော့ကျမ်းတက်ကြီးပဲဖြစ်သွားတယ်အဲ့တော့ကျမ်းတက်ကြီးတော့ကျွန်တော်တို့မဖြစ်ရှင်နဲ့ဒီကျမ်းစာထဲမှာရှိတဲ့နှုတ်ကပတ်တော်ကိုမြင်တော်သူရတော်သူဒါပဲဖြစ်ဖို့အရေးကြီးတာဒီကိစ္စနော်ကဲနောက်တစ်ချက်ကြည့်တဲ့အခါမှာဓမ္မသစ်ကျမ်းသွားနော်မာကုခန်းကြီး30အငယ်46ကနေ52မှာဒီခေါ်မြို့မှာရှိတဲ့ဘာတိမဲဆိုတရောင်းစားအကြောင်းပေါ့ဆိုတခင်ဖျားကဒီခေါ်မြို့ထဲဝင်လာတော့ဘာတိမဲလည်းအော်တာပေါ့ယေရှုဒါဝိဒ်ရဲ့သားတော့ကျွန်ုပ်တနိုင်ယူနာရှိပါဆိုတခင်ဖျားလည်းခေါ်လိုက်ဆိုတော့လာတော့ဘာဖြစ်ရှင်လဲဘာလုပ်ပေးရမလဲမေးတော့ဘာတိမဲဘာပြောလဲ I want to see ကျွန်မြင်နေတယ်ပတ်စံလည်းမတောင်းရွှေလည်းမတောင်းတစ်သက်တာထောက်ပံ့ကြီးလည်းမတောင်းနော်ဒီနေ့မျက်စိမမြင်တဲ့လူတယောက်ကိုလှုပ်ပေးနိုင်တဲ့လူတယောက်ကမေးတော့ဘယ်လိုတောင်းမလဲမသိဘူးကျွန်တော်စဉ်းစားတယ်နော်တစ်သက်တာအာမခံချက်ရှိတဲ့ဟာပဲလူတွေတောင်းကြမှာပဲဒါပေမဲ့ဗာတိမင်းကဘာတောင်းလဲမြင်ခြင်းနဲ့မြင်ပါစေမြင်ရတဲ့အရာတောင်သိသွားမမြင်ရခြင်းနဲ့မြင်ရခြင်းကွာခြားမှုကိုသူသိချာနားလေသွားပြီဘာမှလို့ဖတ်ကြည့်တော့ तू ကအခုမှမြင်ခြင်းတဲ့သဘောလေးလို့တွေ့ရတော့မွေးရပါကန်းတဲ့သဘောလို့ဖြစ်နေတယ်ဒါပေမဲ့အင်္ဂလိပ်လိုဖတ်ကြည့်တဲ့အခါ तू ဘာပြောဆို I want to see again ဆိုတဲ့လုံးပါ I want to see again ဆိုတော့ तू မြင်ခဲ့ဘူးလေအကြောင်းတစ်ခုကြောင့်ကန်းသွားပုံရဒါမှမဟုတ် तू ကပြန်မြင်ခြင်းနဲ့ဆိုတဲ့သဘောလေး तू ဘာကိုတောင်းတလဲအရင်မြင်ခြင်းနဲ့မြင်ခြင်းကို तू အင်မတန်တောင်းတဆုလက်တစ်ခုတည်းပဲတောင်းရမယ်ဆိုတော့ရွှေကိုမတောင်းငွေကိုမတောင်းဘောအာမကေမတောင်းတစ်ခုပဲတောင်းတယ် तू ဘာတောင်းလဲမြင်ပါရစေအဲ့ကမှသခင်ဘုရားလည်းသူ့ကိုဘာပြောလဲမြင်စေ It is done
okay ဖြစ်ပြီအဲ့ဒီနေ့ကျွန်တော်ဘဝသက်တာမှာမြင်ရဖို့ဆိုတာအရင်အရေးကြီးပါမြင်ရဖို့ဆိုတဲ့အခါမှာကျေးဇူးတော်ကြောင့်ကျွန်တော်တို့ဟာဒီခန္ဓာမျက်စိမြင်ရတဲ့အခွင့်ရကျေးဇူးတော်နော်တချို့လည်းမျက်စိမမြင်ရတဲ့သူတွေအများကြီးရှိပါတယ်ကိုချင်းစာပါတယ်နော်အမေတခါဒီလေးလာကြည့်တော့လဲသူတို့လည်းသူတို့ရဲ့အခြေအနေမှာသူတို့လည်းအဆင်ပြေပါတယ်တခါကနော်လူငယ်လေးတယောက်နဲ့စကားပြောကြည့်တော့နောက်ဆုံးပေါ်နီးပညာတွေနဲ့ဒီ vision ပေါ့နော်စက်နဲ့တက်ပြီးတော့မြင်ရတဲ့စက်တွေပေါ်တယ်လို့ကြားတယ်တဲ့အဲ့လုပ်တယ်အဲ့ဒါနဲ့ကျွန်တော်သူမေးတယ်ဒါဆိုရင်လို့အဲ့ဒီဟာဟိုစမလို့ခြင်းဘူးလားပေါ့အဲ့ဒီစက်မလို့ခြင်းဘူးတဲ့အရန်စီးကြီးပါတယ်တဲ့ဆိုအဲ့စက်ဝယ်မစားအဲ့ပတ်စံကိုပဲယူပြီးသူတခြားဟာတွေသူလုပ်ချင်တယ်သူနေသားကြသွားပြီပြောချင်တာသူဒါမမြင်ရလဲပြဿနာမရှိတော့ဘူးဆိုတဲ့သဘောမျိုးဒီလိုလေးတွေချွတ်လဲအဲ့လိုတော့ရှိတာပေါ့နော်အဲ့တော့ဒီနေရာမှာရုပ်ခန္ဓာမျက်စိမြင်ခြင်းမမြင်ခြင်းအဓိကတော့မဟုတ်ပါဘူးကျွန်တော်တို့ဘာကိုမြင်ခြင်းနဲ့အာတိတရှိရမယ်ဘုရားသခင်ရဲ့လက်တော်နဲ့လုပ်တဲ့အရာဒါကိုမြင်ခြင်းနဲ့အာတိတစန္ဒရှိဖို့လိုဒီနေ့လူတွေဘာဆွဆွဲလဲဆိုတော့ဘုရားမရှိဘူးဘာလို့ဘုရားလှုပ်တာဘာတစ်ခုမှမတွေ့ရဒီနေ့ပြောရင်ဘုရားရဲ့လှုပ်ဆောင်မှု God's activities nothing God did nothing God is doing nothing ဒီနေ့လူတွေအမြင်ကဆုံးဖြတ်လိုက်တယ်ဘုရားလှုပ်နေတာဘာတစ်ခုမှမမြင်ရမကြားမခံစားရတဲ့အတွက်ဘုရားဆိုတာမရှိပါဘူးအခုကဘာမှာတကယ်သိပ္ပံပညာအကျော်အမော်Einstein နဲ့ Newton တို့နေရာဆက်ခံတဲ့ Stephen Hawking နောက်ဆုံးသူဘာဝန်ခံသွားလဲ There is no creator ဘာစင်ရှင်မလို့ပါဘူးရှိဘူးသူဘာသူစကြဝဠာကြီးကဖြစ်တည်လာလို့ရပါတယ်ဆိုတာသူနောက်ဆုံးအဲ့လိုပြောသွားတယ်စိတ်ပြည့်စရာပေါ်တင်မဲ့နောက်ဆုံးသူဘာညင်းလိုက်လဲဘာစင်ရှင်ကိုညင်းလိုက်တတိယဖះကိုဖះရဲ့ဖြစ်တည်မှုသူဘာဖြစ်လဲညင်းပယ်လိုက်သူရဲ့တထောဓမိုက်အုံနောက်ကလေးနဲ့သူကစဉ်းစားမိတယ်လို့ရှောက်ပြောတာဒီလူတွေဘာလို့ပြောလဲဆိုတော့ဖះရဲ့လှုပ်ဆောင်မှုတွေကိုသူတို့မမြင်ရအဓိကပြဿနာအဲ့တော့အရှိတိုင်းဘာသာတရားမှာလည်းဖန်ဆင်းရှင်ဝါဒကိုသူတို့လုံးဝလက်မခံဒီဘေကဖန်ဆင်းရှင်ဖះရဲ့လှုပ်ခဲ့တယ်လှုပ်နေတယ်ဆိုတော့ဘယ်လို့မှသူတို့မမြင်နိုင်ဘူးဖြစ်နေုံမမြင်ရအဲ့တော့ကျမ်းစာကြောင်းမှာလည်းဆွေးနွေးဘူးတယ်ဒီနေ့မျက်မှောက်အကြောင်းအရာတွေနဲ့ဖခင်ရဲ့ကဏ္ဍဆွေးနွေးနဲ့နောက်ဆုံးဘာ theology ထွက်လာလဲသလား God is dead theology ဖျားတည်သွားပြီမရှိဘူးလို့တော့မငြင်းရဘူးဖခင်ရှိကောင်းရှိဘာဖခင်သူ့ဘာသူအေးဆေးနေပြီဖျားတည်သွားပြီအဲ့ဒါနဲ့ဟာလာအဲ့ဒီကျမ်းစာကြောင်းဘေးမှာရှိတဲ့ကုံစုံဆိုင်လေးကဈေးရောက်တဲ့ကရင်မျိုးသမီးကြီးကဒီကျမ်းစာကြောင်းသားတွေဆွေးနွေးတာသူကြားတော့ဟိုကစတင်ကနေသင်ခန်းစာကိုကျောင်းဆင်းတော့ဒီမုတ်ဆိုင်မှာမုတ်ဝယ်ဆိုင်နဲ့ဆက်ဆွေးနွေးတော့အဲ့ဒီကဈေးရောက်တဲ့အတော်ကြီးကကြားသွားတယ်သူကြီးကျယ်ပြဿနာဖြစ်တယ်အဲ့ဒီမိဘကယူသူဆိုင်နေမှာကြီးတကစားပါတီးလေပကမာတီလေဖျားသိရင်တည်သွားပြီငါတို့ဘာလုပ်ကြမလဲကိုကျမ်းစာကြောင်းသားဘာမှဖြစ်ဘူးသူ့မှာတော့ဖြစ်နေတာဘုရားသခင်တည်သွားပြီဘုရားသခင်အသက်ရှင်နေဆိုတာဘာမှမဖြစ်ဘူးဆိုတော့တော်တော်အံ့ဩကောင်း theology ဘာမှအတွေးခေါ်မရှိဈေးရောက်နေဆိုတော့အထင်မသေးနဲ့သူနားလည်တာကဘုရားသခင်တည်လို့မဖြစ်ဘူးဘုရားတည်လို့မရတနည်းပြောဘုရားမတည်ဘူးဆိုတာသူအတွေ့အကြုံရှိတယ်သူမှတည်ရှိတယ်သူလက်မခံနိုင်နောက်ဒီနေ့နောက်ထွက်တဲ့ရုပ်ရှင်တစ်ခုရှိတယ်ခါလေကျွန်တော်လည်းရုပ်ရှင်ကြော်ညာလို့ဖြစ်တယ်လက်ဘီအိုင်းကြောင်းပြောပြီးပြီနောက်ရုပ်ရှင်တစ်ခုတော့ဗာလဲ God is not dead အဲ့လိုပြောကျွန်တော်ပဲကူးပြရမယ်နဲ့
Chiu la you. You Parisian. The Atadan Pina, something anima. Siaga Pia Mishigu Suragu, Saran Yigana. Tell John Daga, Machine, Piashi, Piatation. Doesn't do a chain to be. Me Pia, a station of the Ming of the Piazan. Yid, and I'll do Yida. And I joined the Alu that talk with feeling, Merosa. Pia Matthew. Pia Shire. Pia Leto, Losong, Dignity, Ludi Jarema, she isn't that a Jarema, she need body, so that 30, the Jonalia, Yidora. Tata would Kube. Don't you let me say that? The Majana Mapamene, Pia Shire, so General Baluta, the Pian Gomley, just say that. But the Kudu Janat have Bion Luda, Janat has on Mabionewa, and Lupioni Yarao. Now, General Mapavane General, let's see people need it. Hala, Tata Loga, Yuka Logane, and Luda the sheet need pin at the Bawatiane, Pipian in the Ayama Mudibi, Panzi Pia, she go she is or 32 amas in Yomi. Eka Mapianaki and Losamu, Ludi Jarama, she needed Kanzares or Tita Didia, Yagila. Tadi memina no Okolo Piati Wavis Rebecca Padali, no? Create him up at the shoot the Lupilla. Nennese Muroson the Theosia, PhD. Dr. Reverend. This year Nennese Muroson. Damani Ludarima Pin suffering Sure. Took us here to Minekama to Beloma to Namlene. No. Palo di Matiamuri. Took us here in Pinidale, Paya sheet and a Babylon Piscinale. Babylon Dari pay pit the lesser. To Beloma Namle Nenore so to Piao Yinale. See that? Didn't say, they was alone. Alone, she didn't know. Jana Dolo you daughter. Movies the Gane with Dada. Dame, let's she to Bawem Yinezo. Took us in a pit now with the Yine. Did them a payae? Los Hamu to Beloma? Mamina in a kama. Shimbolu Golu, Yojin the more nether. Yojin Pepiawa. Money, the Pega Synergy man. Jerome Yimi the Maro, Bari Vemiane. Suffering me. A simple moody, Dari Vemia. Tamet Chachite. Piaga Messi, Pumbelay. Piae Gomia do Jesus Diae. Lots moody gule. Yavali. At a general 30 p.m. No? 8:30 vale. Tamet 30 the Athamatru. 30 vale. Athamatru. Now the king should be able to know the height 30. To a passion, a John to come as John, to go and tap yours at Talusia. Hello. But really, I got her. And the alo to a passion to come as John. To a low lonely John, Bari Vele. 30. General Alo a Pia workshop, baby. Pia Lulu there, was your Pia. Look at La Bare, Babu lady, Bijigari. Pia looked at Pia handiworks. Pia let on a load at La Bare, a ya lady. Ekama Luda made a lalida, Pia Ludara. Conlida, Pia Ludara. Dow General Athantuania. General 30. I'm a kid at 30 Athan. Athamatros are Trotto. Mahode at that. When it was sent to people, when it was Yetokaya, when it was Yesepe Agilos or Dada, Darotote. And I will use Java or Doha. Now the king should merely see that we illusion when I let him. Hoshana up you say the Taluga some locally in a way, Ami or the candy poem. But I got on a latane, you the lady chickle me. Hema, value of Zapikema, Pama Morgan. You are through Moy, Labia Jokeri, Ta only. You know, Piataki let on it. You need Lutaro Yaku Piaba, swing, Jerome Piame.
ဒီနေ့ဒီဖျားသခင်အလုံးလုံးနဲ့မသေးဘူးဖျားအသက်ရှင်နေဆိုတာဘာကိုပြမလဲကျွန်တော်တက်တာတောက်လူတွေမြင်စီရမှန်လားဖျားလောက်တော့လေကျွန်တော်တို့မြင်တယ်လို့ကျွန်တော်တို့ဒီမှာဖျားလောက်တော့လေသူများတွေမြင်သွားစီရဒါအဓိကချက်ပဲနော်အဲ့တော့ဒါမို့ယုံကြည်ခြင်းဟာမြင်ရတဲ့အရာနဲ့မဆိုင်ဘူးနော်ယုံကြည်နဲ့အသက်ရှင်တဲ့အခါမှာ not by sight အာယုံ၅ပါးနဲ့ခံစားလို့ရတဲ့အရာနဲ့သွားလို့မရမရှိဘူးဒါမဲ့ဘုရားလှုပ်ထားတာရှိတယ်ကြည့်လိုက်ဘာမှမဖြစ်နေဘူးဒါမဲ့ဘုရားလှုပ်နေပါ process ရှိပါတယ်တိုးတက်မှုတွေရှိပါတယ်ဒါမဲ့ဘုရားကလှုပ်တာလူတွေနားမလဲတာပါဘုရားကလည်းဘယ်တော့မှလူနားလဲအောင်မလုပ်ဘူးဒါရင်ကျွန်တော်ဘုရားကိုပြောတယ်ကျွန်တော်နားလဲအောင်လုပ်ပါဦးဖခင်ကသူအကောင်းဆုံးဆိုတော့သူသိတယ်ကျွန်တော်တို့နားလည်အောင်သူလုပ်ပေးရရင်အဲ့ဒါသိမကောင်းတော့အကောင်းဆုံးရလဒ်ကိုလိုချင်တယ်မလားဒါဆိုဘုရားသခင်လုပ်တဲ့အရာကျွန်တော်နားလည်ချင်မှာနားလည်မယ်ဒါပေမဲ့အဲ့ဒါအကောင်းဆုံးရလဒ်ဖြစ်လာဘူးပဲအခုတကယ်နားလည်တက်ကြွတဲ့ပညာရှင်ကြီးတွေလုပ်နေတော့ဘေးကထိုင်ကြည့်ရင်ဘာဖြစ်လဲတကယ်နားလည်တက်ကြွတဲ့ပညာရှိတွေလုံနေကြတခုဘေးကဘာမှနားမလဲတဲ့တာမန်လူကြည့်ရင်နားလဲလားအေးအဲ့ဒါပဲအဲ့တော့ကိုကနေဘေးကကြည့်မိတယ်ဘာလို့နာအဲ့ဘာလို့နာအဲ့ရဘာလို့လားဒါပိတ်တာဘာမှလည်းမဟုတ်ဘူးနဲ့ဘာမှလည်းမမြင်အောင်ဘာလို့နေမှမသိဘူးပါဇက်ပိတ်တာတော့မပြီးခင်လူမမြင်စေနဲ့မပြီးခင်ဗမာလည်းမဟုတ်ကရင်လည်းမဟုတ်ကရှေးလည်းမဟုတ်ရှေးလည်းမပြီးခင်ပါဇက်ပိတ်တာလူဟာမပြီးခင်ဘယ်တော့မှနားမလဲဦးမလားအဲ့တော့လူတယောက်လှုပ်တဲ့ဟာမပြီးခင်အရာလဲကိုသွားကြည့်ကိုနားလဲပေါ့ပကြီးဆရာဆွဲနေပက်ပက်လှဓာတ်နဲ့ချစ်ဘာလို့ဒီမမသိဘူးကြည့်နေတနိုင်နဲ့ချွန်ညောင်းဘာလို့ဒီမမသိဘူးသူဘာလို့ရှင်မကိုမသိဘူးပဲမပြီးဘူးလေမပြီးဘဲနဲ့စွတ်မပြောနဲ့အဲ့ဒါတခါလေလမ်းပြီးမအဲ့လိုမျက်လက်ပြတာရှိတယ်တော့ပြတော့မယ်ပေါ့ဒါကြီးဖွင့်လိုက်ဒါဟိုကျိုးကနေမွေဖြစ်သွားတော့မယ်ဘာညာပြပြီသူကလည်းမပြသေးဘူးသူဆေးရောင်းလိုက်သေးတယ်သူကအဲ့ဒါဘာကိုလည်းအဲ့ဒါဘယ်တော့လဲဆိုကြီးနဲ့တနိုင်နေကြလားတို့ချလည်းမနေနိုင်ဘူးလေကောမလားသိချင်တဲ့ရလက်ကိုဒါမှမဟုတ်သူဝမ်းစာသူစီးပွားရေးကိုသူကလုံနေတာလေမလားဒါလေးလည်းသူပြမယ်သူအကျိုးစီးပွားလေးလည်းဖြစ်အောင်ဒါပေမဲ့အဲ့ဒါကိုပြီးတဲ့အထိကိုကမနေနိုင်မထိုင်နိုင်ဆိုရင်တော့လည်းမမြင်ရဘူးပေါ့မလားအင်မအကောင်းစားဂန်ဝင်တချင်းနေဆက်ကာစားတော့ကြိုးကြောင်မှာဂီတာတစ်လုံးနဲ့ဆန်နတ်တစ်ခုနဲ့ click clock ဘာတွေလုပ်နေမှမသိဒါပေမဲ့အတနေ့တကဲကဘာကျော်တချင်းဖြစ်လာမှာပဲလေဟုတ်တယ်အဆောက်တူဆောက်နေဘာလဲတိုင်နေထောင်ပါလို့ဘာတွေလုပ်တော့ဒါပေမဲ့မပြီးခင်မပြောနဲ့တော့တတိပြတဲ့အင်မအလှဆုံးအဆောက်တူဖြစ်သွားမှာပေါ့သူတို့လုပ်နေသူတို့နားလေတယ်ဒီနုပညာရှင်သူစက်နေတဲ့တချင်းကြပြတဲ့ပုတ်သူရိုက်နေတဲ့ရုပ်ရှင်တစ်ခုသူဆောက်နေတဲ့အဆောက်အဦတစ်ခုအင်ဂျင်နီယာသူတို့ဘာလို့သူတို့သိတယ်ဒီလိုပဲဘုရားသခင်ကသူဘာလို့လဲသူသိတယ်ဒါကျွန်တော်မသိမေးအစင်းနဲ့ဘာပဲလုပ်ရမလဲဆိုတော့အလုံးလဲဆိုတော့အောက်တော့မလဲအဲ့ဒါပဲရည်ကြည့်တာနော်ဒါမှနောက်ဆုံးကြမ်းမိုက်ကိုသုံးရင်119မြောက်သောဆန္ဒငယ်ဆက်ရှင်119ခုမြောက်သောဆန္ဒငယ်ဆက်ရှင်တရားတော်၌အံ့ဘွယ်သောအရာတို့ကိုမြင်နိုင်ပါမည်အကြောင်းကျွန်ုပ်၏မျက်စိတို့ကိုဖွင့်တော်မူပါအိုးဝယ်ရတယ်မြင်ဖို့အတွက်ဟောဒီတဘာဝရုပ်ခန္ဓာမျက်စိကမမြင်တတ်ဘူးမမြင်နိုင်ဘူးတရားတော်ဆိုနှုတ်ကပတ်တော်ထဲမှာဖြစ်စေဟောဒီလောကကြီးမှာအိုးဝယ်ရမြင်ရဖြစ်စေကျွန်တော်မိသားစုတော်မှာကျွန်တော်ဘဝအသက်တာမှာအိုးဝယ်ရတော့မြင်နိုင်ပါမည်အကြောင်း
ကျွန်တော်မျက်စိကိုဖွင့်ပေးပါလို့စဆုတောင်းအောင်ချိုးပြပညာရှိအတွေ့အပြေးကြည့်တာတဲ့မှန်နေတဲ့ပညာရှိရဲ့မျက်စိကကောင်းတယ်မှရှိတယ်တဲ့ချိုးအဲ့လိုပြောတော့ဒါတော့သူဉာဏ်ပေါ့ပညာပေါ့သူခက်မှန်းတာသူမြင်တဲ့အရာကဒီမျက်စိနဲ့မဟုတ်သူအုံနောက်နဲ့သူတွက်ချက်ပြီးသူမြင်တတ်တဲ့အရာသူပြောလိုက်မှန်တယ်ခက်မှန်းတတ်တယ်ပြောချင်တာအဲ့ပုံစံမျိုးဒီမျက်စိနဲ့ပဲမြင်တာမဟုတ်အုံနောက်နဲ့လည်းမြင်လို့ရတယ်တဲ့လူတွေအချို့တွေးကြုံနဲ့မြင်လို့ရတယ်ဒါတော့တွက်ကြည့်လိုက်ဒါဆိုဒါပဲတေချာပေါက်သွားကြည့်ဟုတ်တယ်ဒါအမျိုးမျိုးရှိတယ်လောကဘုရားသခင်လှုပ်တာတော့ဒီထက်ပိုထူးဆန်းပါတယ်ဒီထက်လည်းပိုသေးကြပါတယ်ဒီထက်လည်းပိုကောင်းပါတယ်အဲ့တော့မြင်တတ်ဖို့ပဲမမြင်တတ်ရင်တော့ကျွန်တော်အရန်စိတ်ဆင်းရဲဖို့ကောင်းတယ်မမြင်တတ်ရင်တော့အရန်စိတ်ညစ်ဖို့ကောင်းတယ်မမြင်တတ်ရင်တော့ဘာတွေဖြစ်နေမှမသိတော့အဲ့မှာကျွန်တော်ပြောဘုရားသခင်လည်းဘာလုပ်နေလဲဘုရားဘယ်သွားနေလဲဘုရားဘာလုပ်နေလဲကျွန်တော်ဘုရားကိုဆွဆွဲတယ်လို့ဖြစ်လာဒါတော့ဘုရားသခင်ပြောငါဘယ်မှမသွားငါမင်းအတွက်လုပ်နေတာမမြင်ရဘူးလေမြင်နေတယ်ကိုရောဘာလုပ်နေမြင်နေတယ်အဖေဘာလုပ်နေသားသမီးမြင်နေတယ်သိရှင်တယ်ဘာလုပ်နေအဲ့ဒါလေဒါဘာအတွက်လဲဒါဘာလုပ်ဖို့ဒါဒီလိုအော်ဒီဥစ္စာဒါလုပ်ဒါဒီလိုလုပ်မယ်ဆိုအော်အဲ့လိုလားသိတော့ပြီစိတ်အေးတာပေါ့ဝမ်းမြောက်တာပေါ့ဒါဆိုညီသက်ချင်းလည်းခံစားအဲ့တော့မိမိဘဝသက်တာမိမိအနာဂတ်မှာမိမိအတိုင်းအမျိုးမှာလောကကြီးတစ်ခုလုံးမှာဘုရားသခင်ဘာလုပ်နေသလဲဆိုတော့မြင်တတ်သွားတဲ့သူကတော့အပေါ်ဆုံးရောက်သွားတယ်။သူသိသွားပြီအလုံး။သူသိတဲ့ကသူဘာမှအဆိုးမြင်စရာအကြောင်းလဲမရှိဘူး။သူမြတ်တဲ့သူကြောက်စရာအကြောင်းလဲမရှိဘူး။ तू ဘေးတိုင်ဘူးပြောစရာအကြောင်းလဲမရှိ။ तू သိနေတဲ့ခါ तू အေးဆေးပဲ။ဒီလိုပြောမယ်နေသားမှာဘုရားသခင်ဘာလုပ်နေလဲသိတယ်။ဘုရားသခင်ဘာလုပ်နေလဲသိတယ်။အောင်းဆုံးဖြစ်သွားမယ်ဣသရေလလူမျိုးတွေအကုတို့ကထွက်လာတဲ့ခန္ဓာပြီးသွားမယ်လမ်းထဲမှာဝတုံးသုံးကားနေဖြစ်ရေမရှိဘူးနေပူတယ်စားစရာမရှိအမဲသားမစားဘူးဘာရှုပ်ချက်ခတ်ထိနေဆိုခေါင်းဆောင်တယောက်ရွေးပြီးငါတို့ပြန်လှည့်ပြန်ကြုံခံရအောင်တကယ်ဆိုးရပြိတ္တပဲဘုရားသခင်ပြောငါဘာလုပ်နေလဲမသိဘူးလားနားလေအောင်ကြည်စမ်းအဲ့ဒါကိုမင်းတို့ငါဒုက္ခပေးဖို့တက်ခေါ်လာတာလားအဲ့ကတို့ပြပိုကောင်းတယ်ဆိုမင်းတို့ငါဆွဲထုတ်မလားအဲ့ထဲကနေပိုကောင်းတဲ့ခန္ဓာပြီးကိုပို့မလို့ဆွဲထုတ်တဲ့ကိစ္စကိုဘာဖြစ်လို့ပြန်ကျင်တာလဲငါလုပ်နေတာကိုငြိမ်ငြိမ်လေးပါစပ်ပေးပြီးလိုက်လာစမ်းပါဟောတယ်မောရှိနဲ့အာယုံလည်းအမျိုးမျိုးပုံခင်းနေပြစ်မဲ့လုပ်တယ်ဘာလုပ်တယ်တော့ရန်တွေ့ပါအမျိုးလို့မောရှိလည်းခေါင်းကြီးကကျွန်တော်ပြောတယ်မလားမရပါဘူးဒီပြိတ္တကမောရှိလည်းအစောကြီးတဲ့ကျွန်တော်မလုပ်ပါဘူးလို့ပြောတယ်ဒီကိစ္စကိုသူပြောတာမောရှိနောက်ဆုံးအရက်စိတ်ဆိုးနောက်ဆုံးတည်တယ်ကဲပြားတကြီးနော်ဟလာဒီလူတွေတော့ဖြစ်ပြီဘယ်လိုလုပ်မလဲဘုရားသခင်တော်မှာသူလောက်တာကိုမမြင်နိုင်တဲ့အခါမှာဘယ်လောက်ဒီစိတ်ဆိုးလဲမောရှိမိမိသားစုနဲ့ဖယ်နေစမ်းတယ်ဒီလူကအကုန်သတ်ပလိုက်ပဲမိမိသားစုနဲ့နောက်လူမျိုးတမျိုးထပ်လို့ဒါလောက်ဖြစ်တာဘာလို့မောရှိလည်းကြားရမှာ तू လည်းတော်စိတ်ညစ်နေပြီ။ तू လောက်တာကိုအကောင်းဆုံးသူတို့တွေလုံနေတော့မမြင်တတ်လွန်းနဲ့ဒီနေ့ပြောရင်ဒီမျက်စိပိတ်နောက် prophet ရှာပြောလို့ပဲထိုလူမျိုးဟာနှုတ်ကပတ်တော်ပြောတာနားမလဲမကြားဖះလောက်တော့မမြင်နိုင်အောင်သူတို့ကမျက်စိပိတ်နားထိုင်ကြောကုန်းနေရှိတယ်ဆိုတာကျိန်စာတဲ့လားဖះလောက်တော့မမြင်ရတော့မျက်စိကန်းနားလည်းထိုင်နေမကြောက်သူကြားကြတယ်တော့ကြားတာပေါ့ဖះနဲ့ပတ်သက်လာသူဘာမှကြားကြိုးကုန်းတာပါလိုက်သေးတယ်ရေးတယ်ဆိုတော့ဒီလူမျိုးဒီဣသရေလလူမျိုးတကယ်ကိုကောင်းမှာတကယ်ကိုမျက်စိပိတ်နားထိုင်ပြီးတော့စိတ်လုံးခိုင်မှာအဓိကဘာလဲဆိုတော့ဖះလုတာကိုမမြင်နိုင်ဘူးမမြင်တတ်တာတခုကဖះလည်းတော်စိတ်ပြတ်သွားဒါဆိုအဲ့လူမျိုးကြိတ်ပလိုက်တယ်ဘယ်လိုကြိတ်လဲမဝင်ရဒါတော့သူတို့အဲ့ဒီကိုခေါ်လာတာပဲအဲ့ဒီထဲကိုခေါ်လာတာနောက်ဆုံးဖះလည်းစိတ်ညစ်သွားတာဘာဖြစ်လဲတော်ပြီကွာတဲ့အဲ့ဒီအုပ်စု
မဝင်ခိုင်းနဲ့တော်ရမှာသွားနေမွေးလာတဲ့နောက်မျိုးဆက်နဲ့ယောရှုကလည်းဥဆောင်ပြီးဝင်သွားတယ်အဲ့ဒီအုပ်စုကတကယ်ပဲတော်ရမှာကုန်သိကုန်တယ်အခုတော့လွတ်ပါရဲ့ထွက်ပါရဲ့ခန္ဓာပြီးမဝင်လိုက်ရရှာလမ်းမှာအကိုခုံမြောက်တင်မြောက်ဖြစ်ကုန်တော့ဒီနေ့ကျွန်တော်တောင်းတတိထားကျွန်တော်တောင်းတတိထားဖျားတင်လောက်တော့မမြင်နိုင်ကျွန်တော်ညီးတွားမိဖျားကိုအပြစ်တင်မိရင်ဖျားမချဒါလေးတတိထားပါနော်အဲ့တော့ယုံကြည်ခြင်းနဲ့တစ်ဖက်ကဘာကိုပြန်တည်ဆောက်လဲဖျားတင်အကောင်းဆုံးလုပ်နေတယ်ဖျားတင်အကောင်းဆုံးဘုရားသခင်လောက်ကိုဘုရားသခင်ထိုင်မနေဘူးဘုရားသခင်ဘာမှမလုပ်ပဲမနေဘူးကျွန်တော်တို့အခက်အခဲကျွန်တော်ပြဿနာကျွန်တော်ဆုတောင်းခြင်းကိုဘုရားသခင်အရေးမြူပဲဘာမှမလုပ်ပဲထိုင်နေတာမဟုတ်ဘူးအဲ့ဒါကိုမြင်ပါဒါအရေးကြီးဆုံးအဲ့တော့မမြင်နိုင်လဲဘာလုပ်အောင်လဲဆာလံဆရာဆုတောင်းသလိုမြင်နိုင်မှမိအကြောင်းကျွန်တော်မျက်စိကိုဖွင့်ပေးပါအဲ့ကြောင့်မမြင်တော့အဲ့ဒီမတိုင်ရင်တော့ကိုကဘာပဲမြင်လဲအခက်အခဲပြဿနာပဲမြင်တယ်အကြီးပဲဒါပေမဲ့ဘုရားသခင်ကိုမျက်စိလည်းဖွင့်လိုက်ကောဘာဖြစ်လဲဘုရားရဲ့ကောင်းမြတ်ခြင်းကျေးဇူးတော်ကအခက်အခဲပြဿနာတွေပိုကြီးမားတာကိုမြင်သွားတဲ့အခါဟာလေလုယာဝမ်းမြောက်နိုင်တယ်ယဉ်တဲ့တယ် God is working ဘုရားသခင်အလုံးလုံးနေပါတယ် God at work ဘုရားသခင်လုံဝန်းခွင့်တော့မရှိပါဘုရားသခင်ခွင့်ပြုအောင်ဘုရားသခင်ခွင့်ပြုနော်ဘုရားသခင်ရပင်မကြီးလို့ကလေးနောက်တစ်ခုမှသွားနားနေတာလေမဟုတ်ပါနော်ဘုရားသခင်နေမကောင်းဖြစ်လို့လည်းမဟုတ်ပါနော်ဘုရားသခင်ကြောင့်ဆုတောင်းတာမကြားအောင်အိတ်နေတာလည်းမဟုတ်ပါဘုရားသခင်ကြားပါတယ်အားလုံးသိပါတယ်လုံနေပါတယ်အာမင်Accepting Jesus Christ as Lord and Savior.